ရှေးရှေးတုန်းကအေယာဝတီမြစ်ကန်ဘေးကပကံနေပြည်တော်ကြီးဟာရွှေရောင်တောက်ပတဲ့ဖျားပထိုးတွေနဲ့အလွန်ตาရလာပါတယ်ခမ်းနားတဲ့ရွှေပလင်ပေါ်မှာစံနေပြီမဲ့မင်းကြီးရဲ့မျက်နှာမှာတော့မချမ်းမာတဲ့အရေးအယောင်တွေဖုံးလွှမ်းလို့နေပါတယ်မင်းကြီးရဲ့သားတော်ငယ်နရတ်သူဟာနန်းတော်ရဲ့မှောင်ရိပ်ကြတဲ့နေရာမှာရက်ပြီးပလင်တော်ကိုစူးစူးဆိုက်ဆိုက်ကြည့်နေခဲ့တယ်သူ့ရဲ့မျက်လုံးထဲမှာဝမ်းနည်းရိပ်မရှိဘဲအာနာကိုမတ်မောတဲ့ရက်ဆက်တဲ့အရေးအယောင်တွေသာဖြည့်နေပါတယ်နန်းတော်ဝင်းထဲမှာတော့နောင်တော်မင်းရွှင်စောကစစ်တီတွေနဲ့အတူပျော်ရွှင်နေချိန်မှာနရတ်သူကတော့တိတ်တဆိတ်အကွက်ချနေပါတယ်သူဟာနောင်တော်အပေါ်မှာမနာလိုစိတ်တွေတောက်လောင်နေပြီးထီးနှန်းကိုသူ့တူးတဲ့ပိုင်ဆိုင်ဖို့ကြံစီနေတာပါရုတ်တရက်ဆိုသလိုမင်းကြီးဟာအိတ်ဆောင်ထဲမှာမိမျောလဲကျသွားပါတယ်နန်းတော်တစ်ခုလုံးပြာရာခတ်နေချိန်မှာနရသူကတော့ငါအချိန်ရောက်ပြီဆိုတာကိုသိလိုက်ပြီးအေးဆက်စွာပြုံးနေခဲ့တယ်ဖျောင်းတိုင်မီတမိမ့်မိတ်အောက်မှာနရသူဟာသူ့ရဲ့တစ္ဆာခံတွေနဲ့အတူတိတ်တဆိတ်လူစုပါတယ်နန်းတော်မြေပုံကိုချပြပြီးအာနာသိမ့်ဖို့အစီအစဉ်တွေကိုသွေးအေးအေးနဲ့ညွှန်ကြားနေပါတော့တယ်ညနဲ့လာတဲ့အခါနရသူရဲ့လူတွေဟာနန်းတော်အဆောင်တွေကိုတိတ်တဆိတ်အစားထိုးလိုက်ကြတယ်နရသူကတော့လေသာဆောင်ကနေအားလုံးကိုစောက်ကြည့်ရင်ပကံပြည်ကြီးကိုသူ့လက်ခုပ်ထဲကရေလိုထိမ့်ချုပ်လိုက်ပါပြီမေ့မျောနေတဲ့ဖခင်အရင်ကိုဝေါ်ရင်ပေါ်တင်လိုက်ပါတယ်တစ္ဆာရှိတဲ့အထင်းတော်တွေကိုဓာမိုးတားစီးပြီးမင်းကြီးကိုနန်းတော်ပြင်ပါစီအတင်းအဓမ္မထုတ်ယူသွားပါတော့တယ်မူးဖွေးဖွေးကြနေတဲ့ညမှာမင်းကြီးကိုရွှေကူကြီးဖျားတဲ့ကိုတည်ဆောင်သွားကြပါတယ်။အုံနီရောင်ဖျားကြီးဟာအမှောင်ထဲမှာဖျားနဲ့မတူပဲခြောက်ချားစရာအကျဉ်းတောင်ကြီးတစ်ခုဖြစ်နေပါတယ်။ဖျားတကားကြီးကိုဂျိန်းခနဲ့ပိတ်လိုက်တဲ့အချိန်မှာနရသူဟာမီးရှူးတိုင်ကိုကင်ပြီးဂျင်းနက်စွာကြည့်နေပါတယ်။သူ့ရဲ့အရေးဟာဖျားနံရံပေါ်မှာကြီးမားစွာပေါ်နေပြီးသူဟာဖခင်ကိုအကျဉ်းချပြီးနန်းလူဖို့ပထမခြေလမ်းကိုအောင်မြင်စွာလှမ်းလိုက်ပါပြီဒီညမှာတော့အလောင်းစီသူမင်းကြီးဟာဖျားကူထဲမှာအထီးကျန်စွာကြံရိတ်ခဲ့ပါတယ်နောက်တနေ့မနက်မှာဘာရီဆက်ဖြစ်မလဲဆိုတာအပိုင်းနှစ်မှာဆက်လက်ဆောင်မျှော်ပေးပါဦး